အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးချင်တာလေးကတော့မိတ်ဆွေကောင်းကိုပြင်မလို့ဒုက္ခအကြီးကျယ်ရောက်သွားတဲ့ပုံနာတစ်ယောက်ရဲ့အကြောင်းကြီးဖြစ်ပါတယ်ဘာရဏသီမြို့အနီးတွင်မိကာစိန်ဟူသောဥယျာဉ်ရှိ၏ပြမတမင်းကြီးသည်အခါအားလျော်စွာထိုဥယျာဉ်သို့တွားရောက်၍အပန်းဖြေနေကြဖြစ်၏ဥယျာဉ်သည်တစ်ပင်ပန်းမှန်တို့ဖြင့်တင့်တယ်တာယာလှပသည်ဖြစ်၍မင်းကြီးရောက်လေတိုင်းအပန်းပြေ၍တရောကိုပါလက်ဆက်ရလေသည်တို့ရတွင်ထိုနေ့ကတခါရောက်သည့်တွင်ကမင်းကြီးမှာအပန်းမပြေယုံမကစိတ်ညစ်ညူး၍တွားရလေ၏ဥယျာဉ်တော်၏အုတ်တတိုင်းအနီးတွင်မမြင်အပ်မမြင်ပွဲမတင့်တယ်သောအရာကိုမြင်လိုက်ရ၍ဖြစ်ပေသည်ထိုအရာကရုပ်ပြည့်စင်ပြည့်လူနာတစ်ယောက်ဖြစ်၏အုတ်တတိုင်းနားမှာဖက်ရွက်များကိုခင်း၍အိတ်ခါဆင်းရဲပင်ပန်းစွာညှဉ်းညူနေလေသည်သူ့တကိုယ်လုံးမှာအနာများဗရက်ပွားဖြစ်နေ၏ပေါက်တဲ့နေရာကပေါက်သွေးယူတဲ့နေရာကယူတချို့နေရာမှာတော့အယိုးနှင့်အရေများကက်လျက်အရေအောက်တွင်အကြောကြီးများကပိုက်ကွန်ကိုဖြန့်ထားတဲ့ကဲ့သို့ထင်းထင်းပေါ်၍နေကြ၏သူ၏အဝိအစင်နှင့်သပင်ပြုပြထားပုံချွရခြင်းအဖြစ်ပုံနာတစ်ယောက်ဟုသိရပေသည်ထိုပုံနာပေါ်တွင်ရွှန်ရှာမိသည်နှင့်အမျှပြမရက်မင်းကြီးသည်တနာခြင်းလည်းဖြစ်လာမိ၏ထိုသူထိုဖြစ်သို့ရောက်လာရသည့်အကြောင်းရင်းကိုလည်းသိကျင်နေ၏ထို့ကြောင့်အိုးပုံနာတင်ဘာဖြစ်လို့များဒီလောက်ရုပ်ပြက်စင်းပြက်ဖြစ်နေရတာပါလဲဘလို့မကောင်းမှုများပြုမမိလို့ပါလဲဟုအသာတကြီးမေးလိုက်၏နားစင်တော်မူပါရှင်မင်းကြီးကျွန်တော်တက်နိုင်သမျှတင်လျှောက်ပါမယ်ဖေဟာပုံနာကအယူအသည်ပြုကာပြမတမင်းကြီးအားသူ့သက်ကြောင်းကိုပြန်ပြောင်း၍ပြောလေသည်အရှင်မင်းကြီးကျွန်တော်ကကတိကရွာကလယ်သမားပုံနာဖြစ်ပါတယ်လက်ထွန်ဖြုတ်ချိန်မှာကသင်းပေါက်စရာရှိတာနဲ့နွားတွေကိုကျိုးဖြုတ်ပြီးလှန်ထားမိပါတယ်အလုံးမသားစိတ်ဝင်စားနေမိတာမို့နွားတွေဖယ်သွားပြီးဘာစားနေတယ်ဆိုတာကျွန်တော်ကြိုးမဆိုင်မိပါတယ်တတိယလို့ကြည့်လိုက်တဲ့အခါမှာနွားတွေမရှိတော့ပါဘူးဖေဟာဒါနဲ့ဖေဟာကျွန်တော်လဲနွားတွေတွားတက်တဲ့တောအုပ်ထဲဝင်ပြီးရှားပါတယ်အဲ့ဒီမှာမတွေ့ရနဲ့တတော်ပြီးတတော်ရှားလာလိုက်တာဟိမွေနာတော်ကြီးအထိရောက်လာပါတယ်ဟိမွေနာရောက်တယ်ဆိုရင်ပဲမျက်စီလဲပြီးလမ်းတွေပျောက်ကုန်ပါတယ်နွားကိုလည်းမတွေ့အစာလည်းမစားရနဲ့9 ရက်တိုင်ပါပဲဖေဟာရောက်တဲ့ရာတွားနေရင်းကကံအားလျော်စွာတဲပင်တပင်ကိုတွေ့ရပါတယ်တဲပင်ဟာအတူတရာနဲ့တဲ့6ခန်းပေါင်းမှာပေါက်နေပါတယ်သူအသီးများဟာစားကျင်စပွဲဝင်းမဲ့လို့နေပါတယ်ဖေဟာကျွန်တော်ဟာတဲပင်ကိုမြင်လိုက်ရရင်ပဲအပြီးအလွှာသွားပြီးလေတိုက်လိုကျွေးကြနေတဲ့တဲသီးများကိုကောက်စားလိုက်ပါတယ်အင်မတန်မှအရသာထူးမြတ်လှပါတယ်ဖေဟာတဲသီးများဟာပါဇက်ကစားလိုက်ပေမဲ့ဘယ်ရောက်သွားတယ်လို့မသိရအောင်ပါပဲတလုံးစားနေရင်ကနောက်တလုံးကိုစားကျင်စိတ်ပေါက်နေပါတော့တယ်ဒါကြောင့်မကြခင်မှာပဲလေကြွေတေသီးတွေကုံလို့မှုပင်ပေါ်တက်ရပါတော့တယ်အပင်ပေါ်ကလက်လန်းမိသမျှတဲသီးများကိုဖះကျွန်တော်ကျွတ်မြည်အောင်ခူးစားပါတယ်တစနဲ့ကြိုက်ရင်းကအသီးတွေကုံလို့မှုဂိုင်းဖျားမှသာအသီးများကျန်ပါတော့တယ်အဲ့ဒီဂိုင်းဖျားမှာပဲအလွန်မဲ့ပြီးစားကျင်စရာကောင်းလာတဲ့အသီးကြီးရှိနေပါတယ်ဒါနဲ့ဖះကျွန်တော်အရဲစွန်ပြီးဂိုင်းဖျားကိုရှောက်လို့စွတ်ဖို့ရာလက်လှမ်းလိုက်တာနဲ့တပြိုင်နက်နင်းထားတဲ့ဂိုင်းဟာပြုတ်ကြပါရောဖေဟာ။အိုးတခါဖြစ်တေဖေးတွေ့ပါဟ။ဒီလိုပဲစိတ်ထဲကတွေးလိုက်မိပါတယ်။ဥကောင်းဇောက်ထိုးခြေထောက်မိုးမြော်ကြောက်ထဲသို့ကျသွားပါတော့တယ်။အောက်မှာအတောင်များစွာနှက်တဲ့ရေပေရှိတာကြောင့်တေဖေးတော့မထိုက်ပါ။သို့တော်လဲကြောက်ပေါ်သို့ပြန်မတက်နိုင်။တွေးကမှိုင်ကနဲ့ငိုကြီးကပဲ10 ရက်တိုင်နေခဲ့ရပါတယ်။10 ရက်မြောက်တဲ့နေ့ကျမှကဲမဲ့သူနဲ့တွေ့ရပါတော့တယ်။ဒီအမမြောက်ကြီးတကောင်ဟာကဲတင်ရှင်ဖြစ်နေပါတယ်ဖေဟာ။သူဟာတကိုင်းတစ်ခုကိုခုန်ကူးရင်ကျွန်တော်အထက်ကမ်းပါမှရောက်လာပါတယ်။၆တွင်းကကျွန်တော်ကိုလှမ်းပြီးကြည့်နေပါတော့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ဟာအစားမစားရလို့ခြုံလီ6ကန်နေပါပြီ။အသားရည်6ခန်းနေပါပြီ။ဒါကိုမြင်ပြီးမြောက်ကြီးကတနာလာဟန်တူပါတယ်။သူကဒူတို့ဘာသာစကားနဲ့ပဲအသင်ဟာလူလားဘလူးလားအเจ้าမှန်ကိုပြောစမ်းပါလို့ဆိုပါတယ်။အိုးအသင်မြောင်မင်းကျွန်တော်ဟာမနှုတ်တာလူသားစစ်မှန်ပါတယ်။ကျွန်တော်ဒီကြောက်ထဲကဘယ်နည်းနဲ့မှမတက်နိုင်ပါ။အိုးအသင်မြောင်မင်းကျွန်တော်ကိုကဲတင်ပါ။ရူတည်နေပဲကျွန်တော်ကတောင်းပန်လိုက်ရပါတယ်။ဒီတော့တန်မာလာတဲ့မြောက်ကြီးဟာကြောက်ခဲတွေကြောက်စုံတွေကိုလက်မြဲမြဲချင်မြဲမြဲနဲ့ဆွဲပြီးဆင်းလာပါတယ်။ကဲဒုက္ခရောက်သည့်အမောင်လူသားငါကြောမှာမြဲမြဲခွစီပြီးလယ်ဘင်းမှာဖတ်ထားပြီးတော့အဲ့ဒီလိုပြောပြီးကြောက်ကန်းပါအတွင်းကကျွန်တော်ကိုကဲထုတ်ခဲ့ပါတယ်
နှစ်ယောက်ရဲ့ဝင်ကိုထမ်းလာရတာမို့သူ့လက်သူ့ချွေများသွေးစီများဥကုန်มาတော့တယ်အင်မတန်မှပဲမောပန်းသွားပါတယ်အဲ့ဒါကြောင့်မို့ပဲအပေါ်ရောက်တဲ့အခါမြောက်ကြီးကကဲမောင်လူသားငါဒီရေးအိတ်လိုက်အောင်မယ်ဒီတော့အရက်ဆိုတာကြားတွေစက်တစ်တွေရှိတတ်တယ်ငါအိပ်ပျော်နေတဲ့အခိုက်မှာတင်ကကောင်းကောင်းဆောက်ရှောက်ပါပြီအစင်မင်းကြီးမြောက်ကြီးကကျွန်တော်ကိုယုံကြည်စိတ်ချစွာနဲ့ပဲကျွန်တော်ပေါင်ပေါ်မှာအိပ်ပျော်သွားပါရဲ့အဲ့ဒီအချိန်မှာကျွန်တော်ဆိုတဲ့အမိုက်တခါထိတ်ခေါင်တင်ဟာမတင့်တော်တာစိတ်ကူးမိတာပါပဲဗျာတော်ထဲမှာရှိတဲ့သမင်းတရေချင်းငယ်ဆိုင်ဆက်တွေကိုလူတွေစားလို့နေကြတယ်ခုဒီမြောက်လူဟာကြီးတွေကိုကဒါလဲရရင်တော့စားကြတာပါပဲဆယ်ရက်တိုင်တိုင်းအစာမစားရတဲ့ပိုက်ဟာလဲတကြုတ်ကြုတ်မီလို့တော့ဒီမြောက်ကြီးကိုတက်ပြီးကင်စားလိုက်ရရင်တော့လားအောင်မဲပိုတဲ့ဟာတွေဖက်နဲ့ထုတ်ယူပြီးတလန်းလုံးအတွက်အိတ်ခါတော်ရအောင်မှာရှင်မင်းကြီးကံမကောင်းကျင်တော့စိတ်ကြံရဲ့နောက်မှာလက်ကထက်ချက်ပါသွားပါတော့တယ်အနာကကြောက်တုံးကြီးကိုယူပြီးမြောက်ကြီးခေါင်းကိုထုခွဲလိုက်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ဟာအစာပြက်လို့အားနေနေတာကြောင့်မြောက်ကြီးကတေပွဲမဝင်ပါအဲ့ဒီတုန်းကသူ့မျက်နှာသားကိုကျွန်တော်မျက်စိထဲမှာအခုထက်ထိမြင်နေပါသေးတယ်တိတ်တက်ရဲရဲနဲ့ထားခုံရင်းကကျွန်တော်မှန်းလဲတိရောတကယ်စိမ့်စိမ့်ကြီးကြည့်နေလိုက်တာကျွန်တော်အသေးတုံဥတုံဖြစ်ရတဲ့အထိပါပဲသူ့ခေါင်းကသွေးတွေကတပေါက်ပေါက်ကျလို့တိတူပါပဲသူ့မျက်လုံးများကလည်းမျက်ရည်တွေတပေါက်ပေါက်နဲ့တလုံးချင်းနဲ့သူငိုရင်ပြောတဲ့စကားလုံးများကိုကျွန်တော်နားတွေကမထွက်သေးပါအိုးအတင်ယောက်ျားလုံမလုံရလေစွအတင်ဟာအခြားရန်သူတွေကိုကာကွယ်ရမှာဖြစ်ပါလေအခုငါ့ကိုတင်ကိုယ်တိုင်ကရံပြူပါပကောအော်အန်အောလောက်တဲ့ယောက်ျားပါပြီတကားအတင်ယောက်ျားငါဟာအတင်ကိုဟိုးတမလွန်လောကကကဲထုတ်လို့လာခဲ့ရတယ်ငါသားမကယ်ရင်တမလွန်လောကသို့အေဂျင်သွားရတော့မည်ဒီလိုကျေးဇူးရှင်ကိုမှဒီလိုရုံမာတဲ့အကျဉ်းစုမျိုးပြုတ်ရပါပြီကွယ်အိုးသူတော်မဟုတ်ယောက်ျားရုပ်အတင်အတွက်ကြောင့်ငါမှဖြစ်ဒုက္ခဝေဒနာခံစားနေပြီဒါပေမဲ့လို့အတင်မှာတော့ဒီလိုဆင်းရဲတဲ့ဝေဒနာမျိုးမရောက်လာမနှိမ့်ဆက်ပါစေနဲ့ဝါပင်ဟာကိုအသီးကကိုကိုတတ်တယ်လို့ပဲဒီမကောင်းမှုကအတင်ကိုမတတ်ပါစေနဲ့ကိုစိတ်နှလုံးမဆောက်သုံးတဲ့အိုလူယုံမှာတင့်ကိုတော့ဖြစ်ငါကအကျွမ်းတဝင်မပြူရဲတော့ပြီငါနောက်ပါကသွေးဆက်တွေခြေရာခံပြီးတော့တာလိုက်ခဲ့ပြီးတော့ယောက်ကြီးဟာသွေးပေါက်တွေသွေးဆက်တွေနဲ့ကျွန်တော်ကိုလမ်းပြပြီးသူတို့ရက်ခံပို့ဆောင်ပေးပါတယ်လမ်းဖုံဖုံရှိရာကိုရောက်ရင်ပဲယောက်ကြီးဟာတော်တဲ့သူပြန်ဝင်ပြီးတော့တောင်ပေါ်ကိုတက်သွားပါတော့တယ်တော်တဲ့ကထွက်အလာမှာကျွန်တော်တကူလုံးဟာပူလောင်လုံးမကပူလောင်လာပါတယ်ရေတောက်ချင်လုံးလို့ရေကန်တစ်ခုကိုဆင်းလိုက်တဲ့အခါစောစောကကြည်လင်အေးမြနေတဲ့ရေကန်ဟာသွေးတွေပြည်ရီလိုဖြစ်ပြီးချက်ကြိုက်ဆူလို့နေပါရောဖေဟာဒါတည်းမကသေးပါဘူးဖေဟာအဲ့ဒီရေကန်ကရေပေါက်တွေဟာကျွန်တော်ကိုယ်ပေါ်မှာဆင်လာကြပါတယ်အဲ့ဒီရေပေါက်တွေအမျှကျွန်တော်ကိုယ်ပေါ်မှာအနာကြီးတွေဖြစ်လာပါတယ်ချက်ချင်းပဲသွေးတွေပြည်ရီတဲလို့ကိုတော်မတတရာဖြစ်လာပါတော့တယ်ဘလို့ပဲဒုက္ခရောက်ပေမဲ့ကျွန်တော်ဟာကိုယ့်ရဲ့ရွာကိုတော့ရောက်အောင်ပြန်မယ်ဟဲ့ဆိုပြီးအားခဲလို့လာခဲ့ပါတယ်လမ်းမှာတွေ့တဲ့မြရွာတွေလူတွေကိုလည်းအတနာခံတောင်းပန်ပါတယ်ဒါပေမဲ့တွေ့တဲ့မြလူတွေကဖြစ်တနာကိုဟင်းနေတတာကျွန်တော်လာတာမြင်ရင်အဝေးကရှောင်ကြပါတော့တယ်ကျွန်တော်ကမတက်တာလွန်းလို့စွတ်တိုးသွားပြတော့လဲဒုတ်တွေဓားတွေနဲ့ကောက်ွယ်ပြီးဆဲဆူချိန်မုံကြပါတော့တယ်ကဲကျွန်တော်ဖြစ်ရင်ကျွန်တော်မကောင်းမှုကိုတော့ဖြစ်အစင်မင်းကြီးကြားသိရပါပြီရှုမြင်ရပါပြီဒီနားမှာရောက်နေကြတဲ့အရှင်မင်းကြီးနဲ့တကွမူးမက်ဘူပါအပေါင်းကိုကျွန်တော်အထူးတလဲအမှားစကားပါလိုက်ချင်တာကတော့ဖြစ်မိတ်ကောင်းဆွေကောင်းများကိုကျွန်တော်နီးတူမပြင်းမှားဖို့ပါပဲခင်ဗျာဒုက္ခတဲ့ပုံနာကဖြစ်ကြောင်းကုံစင်ကိုဤတို့စီကာပတ်ကုန်းပြောပြကမကြမီကေဆုံးလေ၏ဂျမဒတ်မင်းကြီးနဲ့တကွမူးမက်ဘူပါတို့သည်တတိတန်ဝေကရလျက်နန်းတော်သို့ပြန်ခဲ့ကြလေသည်အဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီအားကျေးဇူးအထူးတင်ဆက်ပါတယ်ခင်ဗျာဒီလိုပုံမြင်လေးတွေကိုအမြဲတမ်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like နဲ့ Subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေ